မင်္ဂလာပါခင်ဗျာကျွန်တော်တို့တင်ရတဲ့ဒီမှာအခုကျွန်တော်တို့သုံးနေတဲ့ theory တွေရဲ့ effect နဲ့ side effect တချို့ပေါ့နော်အဲ့ဒါတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်အခုကတော့ episode သင်းအကြောင်းလေးကိုဝေမျှပေးသွားမှာဖြစ်ပါတယ် episode သင်းကတော့ alpha ion ခံပိတ်ဆို့စေတစ်မျိုးဖြစ်ပါတယ်ကြက်သားတွေကိုပြေရောစေတဲ့အာနိသင်ရှိတဲ့သေးမျိုးစားဖြစ်ပါတယ်အဓိကကတော့စီးကျိတ်တီယောဂါတွေမှာအဓိကအသုံးပြုတာဖြစ်ပါတယ်စီးကျိတ်တီယောဂါတွေမှာစီးသွားတဲ့ပြုံရကြက်သားတွေရဲ့အာကိုရောနေစေတာဖြစ်တဲ့အတွက်စီးတင်းတော့ကိုပုံမြင်စေတဲ့အတွက်စီးသွားစေဖို့အတွက်အသုံးပြုတဲ့သေးအမျိုးအစားတစ်ခုဖြစ်ပါတယ်သွေးကြောတွေကိုလည်းကျေစေနိုင်တဲ့အတွက်သွေးတိုးကျစေပါတယ်တောက်ဆေးဟာ 2.5 mg ကိုတစ်နေ့3ချိန်နေ့စဉ်တောက်ပေးလို့ရပါတယ်ဒါပေမဲ့တစ်နေ့မှာ10 mg ထပ်ပို့ပြီးတော့အသုံးမပြုသင့်ပါဘူးသတိထားမယ့်အချက်ကတော့သွေးပေါင်ကျစေနိုင်တဲ့အတွက်ကြောင့်တခြားသွေးတိုးကျစေတောက်သုံးနေတဲ့သူတွေအနေနဲ့သတိထားပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဆေးလျှော့တောက်ရမယ့်အပြင်ပထမဆုံးတောက်တဲ့ရက်မှာလည်းညအိတ်ခါနေမှာတောက်ရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရုတ်တရက်သွေးပေါင်အကျလွန်သွားပြီးတော့သတိလစ်တာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ။ဒီဆေးတောက်ပြီးလို့ခဏအကြာအတွင်းမှာခေါင်းရွှေတိပြန်လာတာတွေမူးနှောင်ဖြစ်လာတာမျိုးဆိုရင်တော့ချက်ချင်းလည်းအိတ်လိုက်ရမှာဖြစ်ပါတယ်။တက်ကြီးရွယ်တွေအသက်အားနည်းတဲ့သူတွေကြောက်ကအားနည်းတဲ့သူတွေအနေနဲ့ကတော့သတိထားပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်။ဆေးရဲ့ side effect တွေကတော့အိတ်ငိုက်တာတွေရုတ်တရက်ထားလိုက်တာနဲ့ဒီလိုမျိုးမူးဝေဖြစ်တာမျိုးတွေသတိလစ်တာတွေပြီးတော့အားနည်းတာမျိုးဖြစ်တာမျိုးလေးတွေပြီးတော့စိတ်တက်ကြတာတွေခေါင်းကိုက်တာတွေပြုတ်ကျင်အန်ကျင်ဖြစ်တာမျိုးလေးတွေဝမ်းလျှောတာတွေဒါမှမဟုတ်ဝမ်းချုပ်တာမျိုးလေးလည်းဖြစ်တတ်ပါတယ်အစာလမ်းကြောင်းမှာမအီမသာဖြစ်တာမျိုးတွေခြေလက်ဖောရောင်တာတွေမျက်စိပြာတာတွေရင်တုန်တာတွေနှလုံးခုန်မြန်တာတွေလည်းဖြစ်တတ်ပါတယ်ဆေးနဲ့ဓာတ်မတည့်တာအကြောင်းရာရန်တာတွေအဖုပိန်ဖြစ်တာတွေရောင်ရမ်းတာမျိုးတွေလည်းဖြစ်စေတတ်ပါတယ်ဒီဆေးကိုအဓိကအသုံးမပြုသင့်တဲ့သူကတော့ရုတ်တရက်အထမှာသွေးပေါင်ကျတတ်တဲ့သူတွေအနေနဲ့ကတော့လုံးဝအသုံးမပြုသင့်ပါဘူးခင်ဗျာဒီဆေးနဲ့ဓာတ်မတည့်တဲ့သူတွေအသေးယောဂါကိုစိုးစိုးရွားရွားခံစားနေရတဲ့သူတွေအနေနဲ့လည်းဒီဆေးကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်ဆေးနဲ့ပတ်သက်ပြီးအသုံးပြုတော့မယ်ဆိုရင်တော့ကျွမ်းကျင်တဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလမ်းညွှန်ချက်အတိုင်းသာအတိအကျအသုံးပြုသင့်တာဖြစ်ပါတယ်